အိမ်ထဲကိုရေဝင်လာရင်အမြင့်ဆုံးနေရာဖြစ်တဲ့အိမ်အပေါ်ထက်သို့မဟုတ်ထက်ခိုးပေါ်ကိုအမြန်ဆုံးတက်ပါရေပြင်းကျသွားရင်တော့ဘေးကင်းနေပြီမယ်ရေကဆက်တက်လာမယ်ဆိုရင်အဲ့ဒီထက်ခိုးထဲမှာတင်ပိတ်မိပြီးရေနဲ့သေဆုံးနိုင်တဲ့အန္တရာယ်ရှိပါတယ်ဒါကြောင့်အိမ်အပေါ်ထက်မှာပစိန်ထလက်ကိုအမြန်နဲ့အစင်သင်းထားရှိသင့်ပါတယ်ရေကအရမ်းမြင့်တက်လာတဲ့အခါအဲ့ဒီပစိန်နဲ့အိမ်ခေါင်မိုးကိုဖျက်တောက်ဖောက်ပြီးအပြင်ကိုထွက်ပြေးလွတ်မြောက်နိုင်မှာဖြစ်ပါတယ်ရှိကစ်စစ်ပွဲတွေမှာအမြောက်ဆန်နှစ်ခုကိုတန်ကွင်းဆက်ချင်းနဲ့ချိတ်ဆက်ပြီးရန်သူစီကိုပစ်ခတ်လိရှိကြတယ်။အဲ့ဒီအမြောက်ဆန်တွေကလေးထဲမှာလေပတ်ပလန်တန်းသွားတဲ့အခါချိတ်ထားတဲ့တန်ကွင်းဆက်ကတင်းအားကြောင့်ပြတ်သားတဲ့ဓာတ်သွားတစ်ခုလိုဖြတ်သွားပါလေ။အဲ့ဒီအရာကရန်သူတင်းဘောကိုထိမှန်တဲ့အခါဝှေ့ရမ်းနေတဲ့တန်ကွင်းဆက်တွေကတင်းဘောရွက်တွေကိုစုပ်ဖျက်ပြီးရွက်တိုင်တွေကိုပါရိုက်ချိုးဖျက်ဆီးပေးလိုက်ပါလေ။ဒါပေမဲ့အားနည်းချက်တစ်ခုကတော့အဲ့ဒီအမြောက်ဆန်တွေကအရန်လေပတ်နေရင်လာယာလမ်းကြောင်းလွဲချော်သွားတတ်တာပါပဲ။နောက်ပိုင်းမှာတင်းဘောတွေကိုတစ်သားအစာတန်မဏိကူတယ်တွေနဲ့တိဆောက်လာကြတဲ့အခါမှာတော့ဒီလက်နက်တွေကအသုံးမဝင်တော့ပါဘူး။ဒါပေမဲ့ရာစုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ shotgun လို့ပြောင်းလုံးဆွဲတဲ့နက်ဒီမှာအဲ့ဒီအမြောက်ဆန်တွေလိုပဲချိတ်ဆက်ထားတဲ့တပ်သူစားတွေကိုထည့်သွင်းအသုံးပြုလာကြပါတယ်။၎င်းတို့ကလီးထဲမှာလဲပတ်သွားပြီးခန္ဓာကိုယ်တွေကိုထိမှန်တဲ့အခါအရေပြားတွေကိုစုပ်ဖျက်ပြီးကြောက်စရာကောင်းတဲ့ဒဏ်ရာကြီးကြီးတွေကိုဖြစ်စေပါတယ်။ဒီလက်နက်တွေကအလွန်အန္တရာယ်များလွန်းတာကြောင့်ကမ္ဘာနေရာတော်တော်များများမှာအသုံးမပြုဖို့ပိတ်ပင်ထားကြပါတယ်